はい、皆さん、こんにちは、こんばんは、ねです。はい、皆さん、久しぶりですね。お元気にしていますでしょうか？はい、私ဒီနေ့ကတော့ entry သမားတွေအတွက်အထူးကတော့နော် sector သမားတွေအတွက်ပေါ့နော် sector တွေလုပ်နေတဲ့သူလေးတွေအတွက် entry reading တွေတစ်ပုဒ်ကို sharing လုပ်ပေးချင်ပါတယ်။အဲ့တော့皆さんတို့အတွက်လည်းအသုံးဝင်မယ်လို့မျှော်လင့်ပါတယ်ရှင်။じゃあ始めましょう。はい、အဲ့တော့ပထမဦးဆုံးဒီစာပိုက်လေးကိုဖတ်မယ်ပေါ့နော်ထုံးစံတိုင်းပဲ reading တွေကိုဖြည့်တဲ့အခါကိုတချို့ကမိကုံးကိုအရင်ဖတ်မယ်ဆိုတော့မိကုံးလေးကိုဖတ်ကြမယ်この文章の内容とဒီစာပိုက်ရဲ့အချက်လက်တွေနဲ့အတေဤလိုものはကိုက်ညီတဲ့အရာကဒိုရီကဘယ်ဟာပါလဲတဲ့ဒါမျိုးပုံစံမှာဆိုရင်တော့တချို့ကစာပိုက်တစ်ပိုက်လုံးကိုခြုံငုံပြီးတော့အဖြေရှာရတာမျိုးပေါ့ဒါပေမဲ့လည်းအစာပိုင်းမှာမပါတတ်ဘဲနဲ့သူတို့တွေကနောက်ဆုံးပိုင်းနေမှာပါတတ်တာများတယ်ပေါ့နော်โอเคအဲ့တော့私တို့ဒီက level မြင့်လာတဲ့ခါမှာ reading ဒီ5 forum ကလို့ key point အနေနဲ့ရှာခြင်းတက်အတွေးခေါ်ပိုင်းတွေကိုပို့ပြီးတော့မေးလာတာမျိုးတွေဆိုတော့私တို့ကဒီ5 forum ကလို့အလွယ်ကူဖြေနည်းထက်စာရင်私တို့ကတခြားလေးဖတ်ပြီးတော့ဖြေတာကပို့ပြီးတော့ကောင်းတယ်အဲ့တော့ဒီမှာလဲ私တို့ reading ဖတ်ရင်တစ်ချက်ခုတ်နှစ်ချက်ပြတ်လုပ်လို့ရတယ်လမ်းစဉ်ရှိတယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုလို့ရှိရင် N5 forum ကလို့အလွယ်နည်းမရပါမယ် reading ဖတ်ရင်ね私တို့တွေဘုံပိုးတွေကိုလေ့လာလို့ရတယ်ခုတုပါအသစ်တွေကိုလေ့လာလို့ရတယ်ဒီမှာလဲ私ကစာပိုက်ဖတ်ရင်ねတွေ့ရတဲ့ဘုံပိုးလေးတွေဆိုရင်ဒါလေးတွေဆိုရင်ပြန်ပြီးတော့ revision ပြန်တာမျိုးပေါ့နော်ကိုမသိဘူးဆိုလို့ရှိရင်လည်းစာအုပ်ထဲမှာပြန်လည်ရှာတာမျိုးဒါမျိုးလေးတွေပြန်လုပ်ပါလို့အကြံပေးချင်ပါတယ်โอเคအဲ့တော့စမယ်နော်私たちはတဲ့ကျွန်တော်တို့တွေကဤတို့နာဗမန်နိအာဝါစစ်တဲ့အမျိုးမျိုးသောဗမန်ဆိုတာအခြေအနေချိန်ခါပေါ်မှာအာဝါစစ်တဲ့ကိုက်ညီပြီးတော့အဲ့ဒီຢာတွေပေါ်မှာကိုက်ညီပြီးတော့ဖုကုအဝိစားတွေကိုခိကအဲတို့ပြောင်းလဲဝစ်ဆင်ကြရပါတယ်တဲ့ဟုတ်တယ်လေနော်အလူပွဲမှာတစ်မျိုးမင်္ဂလာဆောင်ပွဲမှာတစ်မျိုးအိမ်နေရင်မှာတစ်မျိုးဒါတွေက私တို့ကိုယ်နိုင်ငံမှာလည်းရှိတာပဲလေနော်ဒီမှာတတ်တူရေးပါတဲ့ဥပမာအားဖြင့်ဖူတန်ဝါတာမန်ဆိုလို့ရှိရင်တော့တဲ့တီရှာဆူနိဂျင်းဆူနောဟီတိုမိုတီရှက်တို့ဂျမောက်မီလိုဝတ်တဲ့လူတွေကလည်းပဲပါတီနိုတိုကီဝါပါတီလုပ်တဲ့အခါမှာတော့ဆူဆူယာခီရေနာဖူကူကိုခီရိုနိုဒေဝနိုင်တာတို့ကဝစ်စုံပြီးနောက်တိုင်းဝစ်စုံနေရဲ့လှပတဲ့အဝတ်စားတွေကိုခီရိုနိုဒေဝဆိုတာခီရိုနိုဂျာနိုင်တာတို့ကဂျာနဲ့အတူတူပဲဂျာနိုင်သည်မဟုတ်ဘူးအဲ့တော့ဒါတို့ကဆိုတော့မဟုတ်ပါလားလို့ပြောလိုက်တာအဲ့တော့တချို့တွေကပုံမှန်ဆိုလို့ရှိရင်တီရှက်လေးချင်းမောက်မီလေးပဲဝတ်တဲ့လူတွေကပါတီဝတ်တဲ့ခါမှာတော့ဒီအနောက်တိုင်းဝတ်စုံပြီးဒါမှမဟုတ်လို့ရှိရင်လေတချို့လှပတဲ့အဝတ်စားတွေကိုဖြောင်းလေးဝတ်ဆင်ကြရတယ်မဟုတ်ပါလားတဲ့ခုတ်တော်ပါမို့စကားလုံးတွေမှာလည်းပဲအိုနာကြည့်တဲ့တူညီပြီးတော့ဆိုရီနော်အခြေအနေအသီးသီးတော့ဗမန်နာတို့နီယော့တဲ့ဒီမှာဆိုရင်နီယော့တဲ့ဆိုတဲ့ grammar pattern လေးပါတယ်နီယော့တဲ့ဒီနောင်နီယော့တဲ့ဗမန်နာတို့နီယော့တဲ့အခြေအနေချင်းခါပေါ်မှာမူတည်ပြီးတော့နောင်နီယော့တဲ့ဒီရှေ့ကနောင်ပေါ်မှာမူတည်ပြီးတော့နောက်မှာမတူညီတာကွဲပြားတာဆိုတဲ့အခြေအနေမျိုးတွေမှာသုံးတယ်ဒီမှာဆိုရင် sky wakeru သုံးတာတွေကကွဲပြားကြပါတယ်တဲ့အသုံးပြုတာတွေကကွဲပြားသွားပါတယ်ရှေ့ကအချင်းချင်းကပေါ်မှာမူတည်ပြီးတော့နောက်မှာမတူညီဘူးခွဲပြားသွားတယ်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့အပေါ်ဆုံးတစ်ပိုက်ဒီတချို့တွေဒီအမျိုးမျိုးသောချင်းကပေါ်မှာမူတည်ပြီးတော့အဝတ်စားတွေကိုပြောင်းလဲဝတ်ဆင်ကြရတယ်ပုံမှန်တီရှပ်ဂျင်းမဲ့ဝတ်တဲ့သူတွေကပါတီလုပ်တဲ့အခါမှာတော့ဆွတ်တွေဒါမှမဟုတ်ရင်ခီရိနာဖုခုတွေကိုဝတ်ဆင်ကြရတယ်မဟုတ်လားတဲ့စကားလုံးတွေမှာလည်းပဲတူညီပြီးတော့တချို့ဒီဗမန်ဆိုတဲ့အချင်းကြီးပေါ်မှာမူတည်ပြီးတော့ကြတော့အသုံးနာတွေကတော့ခွဲပြားသွားတယ်စကားလုံးတွေကတူတယ်အဲ့တော့ဒီမှာဆိုရင်သူကထက်ရှင်းပြထားတာတတ်တော်ရဲ့ပါဥပမာအပြင်နီဟွန်ကောဝဂျပန်စာမှာဆိုရင်ဟာနာဆိုတိုကီတိုခါခုတိုကီတဲ့စကားပြောတဲ့အခါနဲ့စာရေးတဲ့အခါမှာဘွန်တိုင်းဆိုတဲ့စာကြောင်းတိဆောက်ပုံတွေကချီကာဥကွဲပါတယ်တဲ့ဂျပန်စာမမဟုတ်ဘူးဘာတကြီးတို့မြန်မာစာမှာဆိုရင်လည်းကွဲတယ်လေနော်စာရေးရင်ဥပမာကျွန်တော်စားတီးလို့ရေးပေမဲ့စကားပြောရင်ကြတော့ကျွန်တော်စားတယ်အဲ့လိုမျိုးပဲရေးရလေနောက်တစ်ခုမဖြစ်သေးတဲ့ကိစ္စတွေကိုပြောရင်ကျွန်တော်မန္တလေးကိုသွားမြီးလို့စာရေးတဲ့ခါမှာမြီးလို့ရေးပေမဲ့စကားပြောရင်ကြတော့ကျွန်တော်မန္တလေးကိုသွားမယ်ဒီတို့ဒေတို့နဲ့ကွဲတယ်လို့ပဲမြီးတို့မဲတို့ကွဲကြတယ်အဲ့တော့စကားပြောနဲ့စာရေးတာနဲ့အဲ့လိုကွဲတယ်လို့ပဲဂျပန်စာမှာလည်းရေးတာနဲ့ဒီပြောတာနဲ့မှလည်းခွဲပါတယ်တဲ့ထပ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ခါကိခုတ်တော်ဘာနော်နာကာနီစာရေးတဲ့စကားလုံးတွေထဲမှာဆိုရင် das must die ဓာတ်တွေမက်တွေတို့နောက်ဓာတ်တိုင်းဓာတ်တွေဒေယာတို့တိုင်းဒေယာတို့နောက်တော့ဘွန်တိုင်းကအာတို့စာရှိတဲ့စာကြောင်းတိဆောက်ပုံတွေရှိတယ်ရှော့ကျူတဲ့ဝ
beginner level အခြေခံအဆင့်မှာတော့ဟာနာရှိခုတ်တိုဘာနော်နီဟွန်ကိုစကားပြောတဲ့ဒီအသုံးအနှုန်းတွေကိုချိုးရှင်နိအလေးထားပြီးတော့ဘင်းကျော်တဲ့ခိတာလေ့လာခဲ့ကြရပါတယ်တဲ့ဟုတ်တယ်လीနော်ဟောတကြီးတို့ N54 level ဒီအဓိကစကားပြောတဲ့ level တွေစကားပြောတဲ့စာကြောင်းတိဆောက်ပုံတွေကိုခုတ်တိုဘာတွေကိုသင်ခဲ့ကြရတာဟုတ်နောက်ချူ Q ဆိုတဲ့အလက်အဆင့်မှာဒီမှာဆိုရင်ဟောတကြီးတို့ N3 N2 တွေပေါ့အဲ့ဒီမှာတော့ဟောတကြီးတို့ခါခိခုတ်တိုဘာစာရေးသားတဲ့အသုံးအနှုန်းတွေကိုမနာဘူးခုတ်တိုမို့ဖူရဲတဲ့ခုဒီသင်ကြားရတာတွေလည်းပဲတိုးတက်လာခဲ့ရတယ်ဒီမှာဆိုရင်ဓာတ်တိုင်းနဲ့ဒါအဲလူတွေအစရှိတဲ့ဘွန်တိုင်းနေအစရှိတဲ့စာကြောင်းတိဆောက်ပုံတွေလည်းပဲရှိတယ်โอเคပါတိထားမယ်ဆိုရင်54တုန်းက dash day max day လောက်ပဲတိထားပြီးတော့32ကြလို့ရှိရင်ဒါတို့ day r တို့ဒါမျိုးတွေပြောင်းလဲလာအဲ့လိုမျိုးပြောင်းလဲတာတွေကိုလည်းတိထားမယ်ဆိုရင်ဘွန်ရှော့ဆိုတဲ့ဒီစာပိုက်ကြီးတွေကိုယောမိယာစုခုနာရိုတာတို့နာရူတာရူယာမိဆိုတာဖတ်တာယာစုခုကယာစုကြီးကလာတာလွယ်ကူတာဖတ်ရတာလွယ်ကူတာနာရူကနာရီမတ်ကလာတာအဲ့တော့ဖတ်ရတာလွယ်ကူလာမယ်မဟုတ်ပါလားတဲ့ဒုတိယပိုင်းမှာရှင်းပြောရလို့ရှိရင်ဥပမာအပြင်ဂျပန်စာမှာဆိုရင်စကားပြောတာနဲ့စာရေးတာတွေကမတူကြဘူးစာရေးသားမှာဆိုရင် dash day max day ဒါတွေ day အားတွေဒါတွေအဲ့လိုမျိုးစာကြောင်းတိဆောက်ပုံတွေရှိတယ်အခြေခံအဆင့်မှာတော့စကားပြောတဲ့အသုံးအနှုန်းတွေကိုအဓိကထားပြီးတော့သင်ယူခဲ့ကြရပေမဲ့အလယ်လက်ဆင့်မှာဆိုရင်တော့ဟောတကြီးတို့ကစာရေးသားဒီအသုံးလုံးတွေကိုတိုးပြီးတော့သင်လာကြရတယ်ပေါ့ဒါတွေဒဲအားရုတွေကိုဒါအဲ့ဒီစကလုံးစာကြောင်းတိဆောက်ပုံတွေကိုဒါသိထားမယ်ဆိုရင်စာပိုက်တွေဖတ်တဲ့အခါမှာလည်းဖတ်ရလွယ်ကူလာမယ်မဟုတ်လားတဲ့အဲ့တော့တကြီးတို့ကဒီစာပိုက်ကြီးနဲ့ကိုက်ညီတဲ့အရာကိုရှာရမှာဆိုတော့နံပါတ်1ကိုဖတ်မယ်အချိပန်က日本語にဝါတဲ့日本語にဝါတဲ့ဂျပန်စာမှာစာမစာမနာဘွန်တိုင်ကအာရုအမျိုးမျိုးသောစာကြောင်းတိဆောက်ပုံတွေရှိတယ်နောက်ဗမေနာတုန်ဤအချင်းချင်းကားပေါ်မှာနိယော့တဲ့မူတည်ပြီးတော့ဗမေနာတုန်နိယော့တဲ့အချင်းချင်းကားပေါ်မှာမူတည်ပြီးတော့ခါရဲတဲ့ဤကိုပြောင်းလဲပါတယ်တဲ့ဟုတ်တယ်လीနော်သူကဒီမှာလည်းပြောထားတယ်အချင်းချင်းကားပေါ်မှာမူတည်ပြီးတော့ဒီခုတ်တိုဘာတွေကစကိုင်းဝါခဲတို့သုံးတာတွေ꿰ပြသွားကြတယ်ဆိုတော့ဒါမှန်နေလीနော်အချိပန်ကအဲ့တော့နိဆန်ယုံကိုလည်းဆက်ဖက်ကြည့်အောင်မယ်သူကချူ Q の日本語ではအလေလက်ဆင့်ဂျပန်စာမှာဆိုရင်ခါခိခုတ်တိုဘာယောရီစာရေးသားထက်ဟာနာရှိခုတ်တိုဘာစကားပြောတဲ့ဒီအသုံးအနှုန်းတွေကိုချူရှင်နိဘင်ကျော်စုတို့အလေးထားပြီးတော့သင်ကြားရတယ်တဲ့သူကရေးထားတာချူ Q တွေကအလေတန်းဆင့်မှာခါခိခုတ်တိုဘာစာရေးသားတဲ့အသုံးအနှုန်းတွေကိုသင်ရပါတယ်ဆိုတော့သူကစာရေးသားတာထက်စကားပြောတာတွေကိုသင်ရတယ်လို့ပြောတော့မာတယ်လीနော်နိဗ္ဗာန်ကလည်းမဟုတ်တော့ဘူးနောက်ဆမ်ဘန်日本語ではဂျပန်စာမှာဆိုရင်ခါခိခုတ်တိုဘာと話し言葉の凡တိုင်းがよく似ているစာရေးသားတဲ့အသုံးအနှုန်းတွေစကားပြောတဲ့အသုံးအနှုန်းတွေစာကြောင်းတိဆောက်ပုံတွေကတဲ့တော်တော်ကြီးကိုစင်တူတယ်တဲ့ဒုတိယပိုင်းရဲ့အစာပိုင်းမှာကြည့်လိုက်စာကြောင်းတိဆောက်ပုံတွေစာရေးသားတာတွေစကားပြောတာတွေရဲ့စာကြောင်းတိဆောက်ပုံတွေဒီခြီကားဦးကွဲပါတယ်လို့ပြောတော့ဆမ်ဘန်ကလည်းမာတယ်နောက်ယုံဘန်日本語の話し言葉にはဂျပန်စာရဲ့ဒီစကားပြောတဲ့အသုံးအနှုန်းတွေမှာ dash day max day ထားတွေထဲအားလို့အဲ့ဒီစာကြောင်းတိဆောက်ပုံတွေရှိတယ်တဲ့ဒီမှာသူကပြောထားတယ်မာတာထပ်ပြီးတော့ခါခိခုတ်တိုဘာနော်နာကာနီဝါစာရေးသားတဲ့အသုံးအနှုန်းတွေမှာ dash day max day ဓာတ်တွေဒဲအားတွေအဲ့ဒီစာကြောင်းတွေစာပုံတွေရှိတယ်ဆိုတော့သူကစကားပြောတဲ့ခုတ်တိုဘာလို့သုံးတာဖြစ်တဲ့ဒါကြောင့်မလို့ယုံမန်ကလည်းမှားတယ်အဲ့တော့ဝတရှိတို့အပြည့်မှန်သည့်အချီပန်ပေါ့ဂျပန်စာမှာအမျိုးမျိုးသောစာကြောင်းတွေစာပုံတွေရှိပြီးတော့အချင်းကြီးပေါ်မှာမူတည်ပြီးတော့သုံးပုံသုံးနည်းတွေခွဲပြသွားကြတယ်ဆိုတော့ဝတရှိတို့ကအချီပန်သည့်အမှန်ပေါ့အဲ့တော့ဒီတစ်ပိုင်းလုံးမှာဝတကြီးတို့တီးလိုက်ရတာကဘာလေးတီးလာမလဲနောင်နေရောတဲ့နောင်ပေါ်မှာမူတည်ပြီးတော့ရှေ့ကနောင်ပေါ်မှာမူတည်ပြီးတော့နောက်မှာမတူညီတာတွေခွဲပြားတာတွေဆိုတဲ့ grammar pattern တစ်ခုရသွားမယ်ပေါ့ဟုတ်အဲ့ဒါဆိုရင်မင်းဆန်တို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အတန်နာနေတာဖြစ်တဲ့ကြောင့်မလို့သိခံပြီးတော့နားထောင်ပေးပါလို့ကြောင့်ခုရတဲ့ဟိုဝါရီမှာရှော့ဟိုင်မင်းဆန်အိုယာဆိုမင်းဆိုင်ဘိုင်ဘိုင်